အခုကကူမဲလေးစိတ်ကိုရောက်နေပါပြီအခုက transit ကိုဗာလဲရှာဟိုင်းကနေပြီးတော့ဆင်းချက်စီရမှာပေါ့နော်မော်စကိုသွားဖို့ဆိုလို့ရှိရင်ဒီကြားထဲမှာ transit ချိန်ကလည်း2 နာရီဝန်းကျင်လောက်ပဲရဆိုတော့နည်းနည်းသွားမှရမယ်ပေါ့နော်ပုံမှန်ဆိုလို့ရှိရင်တော့3 နာရီ4 နာရီလောက်transit ကတော့ကြားလာမှရှိရပေါ့နော်လောလောဆယ်အဲ့ကျွန်တော်မရဘူးခင်ဗျဆိုကခုကကူမင်းလေးစိမ့်မှာပါဆိုတော့ဒီကြားထဲမှာအရင်ချင်းမြောက်ပေါ့နော်ဟောလို့ဆိုတော့မ transit ထပ်စီရမယ်ညောက်တယ်ထပ်ရှာရအောင်မယ်ဆိုတော့ဂျားထဲမှာလည်း transit ချိန်ရလဲ2 နာရီဝန်းကျင်လောက်ပဲရဆိုတော့အများကြီးသွားနေပါတယ်ဒါကတော့ road to Moscow အခုကပေါ့နော် gate ကိုရှာနေရတာပေါ့အချိန်ကနီးနေတဲ့အချိန်ကျတော့ gate ကနည်းနည်းဖြစ်နေတာဒါလည်းတစ်ခါရောက်လို့တော်သေးတယ်ပြောမှာပေါ့နော်အခုကတော့တွေ့သွားပြီဆိုတော့သူအဲ့ရဲ့ free visa ပေးရဲ့ဘေးနားမှာလည်းနည်းနည်းလေးကြာသွားတာပေါ့နော်အဲ့ချိန်ကျတော့နည်းနည်းလေးအချိန်ဖြစ်သွားတော့အခုတော့ bordering gate ကိုတွားနေပါပြီပစ္စည်းဒီလိုဖြစ်နေတော့ဘာတချမ်းဆောင်နေ okay ဖိုက်တီဘလို့ပဲအိပ်ပျော်နေပြီပေါ့နော်သူတို့တွေစားစရာဝေတဲ့အချိန်ဆိုတာနဲ့ဒီလုံးကအော်တိုပွင့်လာတာဖြစ်ပါတယ်ခုဒီရှန်ဟိုင်းကိုသွားတဲ့လေရင်ပေါ်မှာဆိုလို့ရှိရင်ကျွေးတဲ့မုတ်ကလေးကတော့ရေဘူးရဲ့ဒီမြေပဲဆန်လေးရဲ့လင်မော်တီးရဲ့ပြီးတော့ထပ်အသားညက်ပေါင်မုတ်ရဲ့ပေါ့နော်အဲ့ဒါလေးတွေကျွေးပါတယ်တကယ်လဲစားလို့ကောင်းတယ်ပေါ့နော်ဒါပေမဲ့လည်းပြန်တန်းတဲ့အချိန်ကနည်းနည်းလေးတိုတာဖြစ်တဲ့အတွက်ကြောင့်သူတို့စားတောက်စရာကတော့တည်ရည်စားအနေနဲ့ပဲကျွေးတာပေါ့နော်ဒါပေမဲ့လည်းစားလို့ကောင်းခဲ့ပါတယ်အခုရှာဟိုင်းကိုရောက်ပါပြီရှာဟိုင်းပူတုံလေးစိပေါ့နော်ဟမ်I need to transit, yes. You're going? To Moscow. Moscow? Yeah. 明天的了。没人了。ခုရှာဟိုင်းလေးစိတ်ကိုရှာဟိုင်းပူတုံလေးစိတ်ပေါ့နော်ပူတုံလေးစိတ်ကိုရောက်နေပါတယ်မထင်တော့ဘူးနော်တခြားလေးစိတ်ကထွက်လိုက်လို့ပူတောင်းနေရတယ်ပဲကြုံတော့ပေါ့နော်အတိုင်းပဲအခုကျတော့ခေါလုံးအေးညကောနော်ခပိုင်ဖြစ်နေကြလည်းမသိဘူးလူတွေနဲ့ကွတ်တီဖြစ်သွားအနေနဲ့ထုတ်ထားလိုက်တာအားနဲ့ပုံမှန်တိုင်းပဲပေါ့နော်ကိုမြောက်ပူသေးတဲ့လေစိတ်ဖြစ်တဲ့အတွက်ကြောင့်လောစရာတော့မနက်ကြမှာပြန်ပြီးထွက်မှာပေါ့နော် transit ကမနက်ဆိုတော့လောစရာတော့ဘယ်နာမှာအိတ်လို့ရလဲဆိုတာလေးကိုရှာမှာပေါ့နော်သူတို့ချင်းခုနလိုမျိုးပေါ့နော် transit ဂျားကအချိန်လေးကအရင်ကတ်နေရမို့တဲ့တော့ကြောင့်စိတ်လေးနေပေါ့နော် ACC သွားလို့ရတယ်ဘယ်လိုဆိုလို့ရှိရင်ခုနကတော့ဆိုရင်အရန် transit ကိုနောက်ကျမှကြောက်တာနဲ့ပဲနည်းနည်းသွားရအောင်အဲ့လိုကြောင့်လူပင်မန်းနဲ့လာဝကလိုမျိုးနေရာမှာလဲနည်းနည်းလူကများနေတယ်ကြောက်များနေဆိုရင်ကံကောင်းနေပြောင်းမှာပေါ့နော်စွလွတ်လွတ်နဲ့ပြီးသွားအခုဒီညကတော့ဒီမှာအိပ်ရမှာမနက်9 နာရီမှဆိုတော့လောလောဆယ်ကတော့ဖရမဲဂိတ်နဲ့ဖရမဲဂိတ်ကတော့မသိနိုင်ဘူးပေါ့နော်အဲ့တော့ transit နေရာကိုကြည့်ပြီးတော့ဘယ်မှာအိပ်လို့ရမလဲဆိုတာဒီညနေရာရှာမှာဖြစ်ပါတယ်ဒါကတော့သူတို့ရှန်ဟိုင်းလေဆိပ်ရဲ့လေဆိပ်မြင်ကွင်းလေးပါကဲနောက်ဆုံးလို့လည်းပိန်နဲ့အိပ်လို့ရမယ့်နေရာတွေ့သွားပါပြီအိပ်လို့ရမယ့်နေရာကတော့ဒီမှာ
ခုံတန်းလေးပေါ်မှာပဲဒီလိုအစီအစဉ်လေးအရာမှာဖြစ်ပါတယ်စားပိုက်စားလို့ဆိုပြီးရှောက်ကြည့်ရပါတော့လောလောဆယ်မှာတော့ဘယ်မှာမှမတွေ့သေးဘူးစိုင်းနေကတော့လည်းပိတ်ကုန်ပြီပေါ့နော်ရှင်းကြတော့ရှီယာလေးနဲ့ပဲထုတ်စားပြီးတော့ခုံလေးပေါ်မှာပဲဖြစ်လို့အရာမင်းညာလေးဖြစ်ပါတယ်တော့မေခုနိုင်ပါဒါကတော့ညကပတ်စံချွေတာပြီးတော့ခုံတန်းလေးမှာပဲအေးလိုက်တာဖြစ်တဲ့အတွက်လမ်းဆန်းသွားအောင်လို့လေမထွက်ခင်လေးကော်ဖီတောက်နေတာဖြစ်ပါတယ်ပရှားကိုရောက်လာပြီပေါ့နော်နင်းနေရမ်းကြပြီးတော့အေးနေကြိုးဘူးလေးပြီးတော့ဆိုလဲဆင်းပြီးပါတယ်ဝါခုရစမ်းလိုက်မော်စကိုကိုရောက်လာပြီပေါ့နော်ရောက်လာတဲ့အချိန်မှာဒီနိုင်ငံရာသီဥတုကကြိုးစိုးနေတာကဒီနေ့ဆိုလို့ရှိရင်အနှုတ်16ပေါ့နော်အနှုတ်16နဲ့ကြိုးစိုးနေပါတယ်ခုလိုမျိုးအပူချိန်ချက်ချင်းပေါ့နော်ပြောင်းလာရသွားတဲ့အတွက်ကြောင့်တော့လည်းခန္ဓာကိုယ်ကဒီမှာခန်းလေးဆိုရင်ကွဲကုန်ပြီပေါ့နော်နှခမ်းလေးကွဲကုန်ပြီအဲ့လေးရောဖြစ်တယ်ပေါ့နော်ဒါပေမဲ့လည်းနင်းနေတွေ့နေရဆိုတော့ပုံမှန်နဲ့မတူတဲ့မြင်ကွင်းဆိုတော့နည်းနည်းတော့စိတ်ခံစားချက်လေးရတော့မိုက်တော့ဗောနော်ဒီမှာဆိုနင်းနေလို့အများကြီးဗောနော်နင်းနေပုံနေတာသူတို့တော့နင်းကြတာ2ရက်3ရက်လောက်စတိုက်ရှိသွားပြီလို့ပြောတယ်အဲအကြောင်းမို့ခုလိုမျိုးနည်းနည်းထူသွားတာဗောနော်နင်းပုံကြီးကအကြည့်နင်းပုံကြီးဆိုရင်ရက်ညီပါလောက်ရှိရမယ်အဲ့ဒီမှာတော့လှပါတော့ဘယ်လိုပြောမလဲကိုယ်နိုင်ငံမှာနှင်းနေမရှိတဲ့အချိန်ကျတော့ဒီမှာနှင်းနေလဲဆိုကြည့်ရတာလှနေတယ်သွားလာရတော့တကယ်ဖြတ်တယ်ပေါ့နော်ခုလိုနှင်းထူတဲ့အချိန်မှာဒီမျိုးနေရှိတယ်ပေါ့နော်နေရှိမဲ့လည်းအရင်အေးပါတယ်အဓိကနေရှိတယ်လေမရှိဖို့ပဲလိုပါဘောလေရှိရင်တော်တော်လေးကိုအေးတာနှင်းကြီးပါအခုဈေးဆိုင်တော့တောင်းပေါ့နော်ဈေးဆိုင်တော့မဲ့လာမှာဗီဒီယိုလေးရိုက်နေတာပေါ့လက်ထုတ်ပြီးရိုက်ထားတော့လက်ကအေးနေဘာတခုဘယ်လိုမျိုးပဲပေါ့နော်ဘယ်လိုမျိုးပဲလာလူကြီးသားမှာကချက်ပူလမ်းချက်ပူရဆိုလို့ရှိရင်သူကားကြီးကုန်သွားရက်ပြီးရပေါ့နော်အဲ့ဒီဟာလေးတခုတော့တော်တော်လေးသဘောကျတယ်အဲ့ဒီဟာလေးတော့တော်တော်သဘောကျတော့နော်အတူယူဖို့လည်းကောင်းတယ်ဘာလို့လဲဆိုတော့သူတို့ကဒီလိုလူကူးမြင့်ကြားနေမှာလမ်းဖြတ်တဲ့အချိန်ကားမြက်ပြီးဆိုရင်သူတို့ကဒန်ကြီးကတော်တော်အကြီးသူတို့ကောက်လိုက်တာဆိုတော့တော်များတော့ရက်ကြတယ်ပေါ့နော်ဒီဗီဒီယိုလေးမှာတော့ခီးသွားတဲ့အချိန်မှာကြုံတွေ့ရလေးရှိတတ်တဲ့အဖြစ်အပျက်လေးတွေကိုမျှဝေပေးသွားတာဖြစ်ပါတယ်နောက်ဗီဒီယိုများမှာရုရှားဘာသာစကားဆိုင်ရာလက်တွေ့အသုံးပြုလို့ရတဲ့ဘူတုတလေးတွေကိုမျှဝေပေးသွားမှာမို့ဒီ channel လေးကို like and subscribe လုပ်ခဲ့ပေးလို့ရပါတယ်ဒါဆိုရင်တော့နောက်ဗီဒီယိုများမှာအားလုံးနဲ့အတူတူပြန်ဆုံတွေ့ကြပါမယ်